လူတွေဟာအတူရှိမယ်လို့ဂရိပေးတာပဲတကယ်တမ်းဒုက္ခကြုံလာတော့မှအရေးကလွဲလို့အနာမှာဘယ်သူမှမရှိဘူးအမှန်တရားကဘယ်သူအတွက်မှမဟုတ်ဘူးလူတိုင်းဟာခေတ္တခဏပါဝင်ရတဲ့ဇက်ကောင်တွေပဲဖြစ်တယ်သင်ဟာပေးဆက်သူဖြစ်လာပြီဆိုရင်လူတွေဟာတင့်ကိုသူတို့ထက်နှိမ့်နေသူလို့ထင်နေလိမ့်မယ်တခါတလေကျတော့အမှန်တရားကိုသိနေပေမဲ့နှုတ်ဆိတ်နေတတ်ရတယ်အမှန်တရားကိုနားထောင်နိုင်မဲ့လူမရှိလို့ကြန့်ခိုင်တယ်လို့ထင်နေရတဲ့သူတွေရဲ့အတွင်းစိတ်ထဲမှာလဲတခါတလေပြိုလဲမှုတွေရှိပါတယ်မင်းရဲ့နာကျင်မှုဟာတကယ်တော့မင်းကိုပြည့်စုံစေဖို့အတွက်ဖြစ်တယ်အဲ့ဒီမတိုင်ခင်မှာတော့မင်းဟာပြိုလဲနေလိမ့်မယ်အပြုံးနှံ့ရဲ့နောက်ွယ်မှာဖုံးကွယ်နေတဲ့အမှန်တရားတစ်ခုရှိတယ်ချစ်ချင်းမြတ်တာရဲ့အကြီးမားဆုံးအပြစ်ပေးခြင်းဟာသူဟာအမှန်တရားကိုမိသွားတယ်တခါတလေအထီးကျန်မှုတွေကြုံတွေ့နေရတယ်ဆိုတာကမယိုးသားတဲ့သူတွေနဲ့ဝေးသွားဖို့အတွက်ဖြစ်တယ်လောကမှာအယုံကြည်ရာဆုံးဆိုတဲ့လူတွေပဲအနက်ရှိုင်းဆုံးဒဏ်ရာတွေပေးတတ်တာဖြစ်တယ်လူတွေဟာမင်းကိုလူကျင်ကြတယ်ဆိုတာကမင်းအကျိုးပြုနေလို့ဖြစ်တယ်မင်းအကျိုးမပြုနိုင်တော့ဘူးဆိုရင်သူတို့ရဲ့အချက်တွေလည်းမင်းအပေါ်မှာကုံဆုံးသွားပါလိမ့်မယ်